ရှည်ချင်းရဲ့နောက်ချင်းရဲ့ပြီးသွားပြီဆိုရင်အခုအမားတို့ကလက်ပတ်တန်ဆွဲမယ်နော်လက်ပတ်တန်ဆွဲမယ်ဆိုရင်အမားတို့ကဘာလုပ်မလဲဆိုတော့ဒီပတ်တန်မှာဆွဲထားတဲ့ဂျိုင်းကိုအရင်ဆုံးတိုင်းမယ်နော်ဒီကနေပြီးတော့ဒီကိုတိုင်းကြည့်မယ်နော်အမားတို့ကဒီလိုလေးတိုင်းမယ်နော်ပေကျိုးထောင်ပြီးတော့တိုင်းနော်အမားတို့ကသူကွေးဝိုင်းနေရဆိုရင်ပေကျိုးလေးကိုလိုက်ပြီးတော့ကွေးပြီးတော့တိုင်းမယ်နော်ဒါဆိုရင်အမားတို့ဒီမှာ19တသမ19ကွဲရှိတယ်เนาะဒါကိုတစ်ချမ်းမှတ်ထားမယ်ပြီးတော့လို့ရှိရင်အမားတို့ကနောက်ချမ်းပတ်တန်ဆွဲခဲ့တဲ့ဂျိုင်းကိုပြန်တိုင်းမယ်เนาะဒါဆိုရင်ဒီထောက်လည်းအတိုင်းပဲတိုင်းမယ်သူကကြတော့19ရှိတယ်เนาะဒါဆိုရင်အမားတို့ကရှည်ချမ်းဂျိုင်းကကြတော့ရှည်ချမ်းဂျိုင်းက19ကွဲเนาะနောက်ချမ်းချိုင်းကကြတော့19ရှိတယ်เนาะအဲဆိုအမတို့ကနှစ်ခုပေါင်းဆိုရင်38.5ဆိုပြီးတော့ရှိမယ်အမတို့ကဒါကပတ်တန်ကနေထွက်လာတဲ့ချိုင်းသူ့ရဲ့မူရင်းချိုင်းကိုအမတို့ကပြန်ကြည့်မယ်เนาะသူ့ရဲ့မူရင်းချိုင်းကဒီမှာဆိုရင်အမတို့ကသူ့ရဲ့မူလာချိုင်းကဘယ်လောက်ရှိလဲဆိုတော့38เนาะ38ရှိတယ်ဒါဆိုရင်အမတို့ကဒီပတ်တန်ကထွက်လာတဲ့ချိုင်းကမူလာချိုင်းထက်နည်းနည်းကြီးတယ်เนาะကြီးတယ်ဆိုတော့ဒါအဆင်ပြေတယ်တကယ်လို့အမားတို့ကပတ်တန်ကဆွဲလို့ထွက်လာတဲ့ဂျိုင်းကဒီမူလဂျိုင်းထက်သေးနေမယ်ဆိုရင်အင်ဂျီဝတ်တဲ့အခါမှာကျက်သွားလိမ့်မယ်အဲ့ဒါဆိုရင်အမားတို့ကဘာလုပ်မလဲဆိုတော့ပြန်ပြီးတော့ပြင်ပြရမယ်နော်ဥပမာမူရင်းဂျိုင်းက40ရှိရပေါ့ဒီပတ်တန်ကထွက်လာတဲ့ဂျိုင်းက38ပဲရှိရဆိုအမားတို့ကနှုတ်လိုက်ရင်2ကျန်တယ်နော်အဲ့ဒါကိုဘာလုပ်မလဲဆိုတော့ပတ်တန်မှာပြန်ပြီးတော့ချပြီးမယ်နော်ဒါဆိုရင်သူက2ကျန်တယ်ဆိုတော့နောက်ချမ်းမှာတစ်ချပြီးမယ်ချပြီးရင်ဘာလုပ်မလဲဆိုတော့ပေကွင်းနဲ့ပြန်ဝိုက်ပြီးမယ်နော်ရှည်ချမ်းမှာလည်းအဲ့လိုပဲတစ်ချပြီးတော့ပေကွေးလေးနဲ့ဒီလိုလေးပြန်ဝိုက်ပြီ။ညာတော့အဖြစ်ကတော့အမတို့ကညီရာများတယ်နော်ညီရာတို့ပို့တာတို့များတယ်နော်တော်ယုံလူကတော့ပြန်ပြီးတော့မပြင်ရအောင်နော်။ဒါဆိုရင်အမတို့ကအခုဒီဟာနဲ့လက်ပတ်တန်ဆွဲမယ်နော်။နော်လက်ပတ်တန်ဆွဲမယ်ဒါဆိုရင်အခုနကအမတို့တိုင်းခဲ့တာကရှည်ချမ်းက19.5နောက်ချမ်းကကြတော့19เนาะဒါဆိုရင်ဘာလုပ်မလဲဆိုတော့အမတို့က1 cm စီနှုတ်မယ်เนาะအဲဆို1နှုတ်လိုက်ရင်ဒါက18ခွဲဒါက18ဖြစ်သွားမယ်เนาะအဲဆိုရင်အမတို့ကဒီနှစ်ခုနဲ့အတူတူဘာလုပ်မလဲဆိုတော့ပတ်တန်ဆွဲမယ်เนาะအရင်ဆုံးဘာလုပ်မလဲလက်ပတ်တန်ဆွဲမယ်ဆိုရင်အရင်ဆုံးမြင်းဖြောက်တစ်ချောင်းဆွဲလိုက်မယ်เนาะမြင်းဖြောက်တစ်ချောင်းဆွဲမယ်ပြီးရင်သူ့ကိုဖြတ်ပြီးတော့မြင်းတစ်ချောင်းဆွဲမယ်နော်ဒီလိုဆွဲလိုက်မယ်ဒါကိုမှတော့လက်တိုင်လို့ခေါ်တယ်နော်အဲဆိုရင်ဒီမှာရှေ့ချမ်းမှာထွက်ခဲ့တဲ့ဟာနော်ပြီးရင်လက်တိုင်ကိုဒီကနေဘယ်လောက်တက်မလဲဆိုတော့ပုံမှန်ဆိုရင်တော့အမတို့က17ယူရယ်နော်လောလောဆယ်10ယူလိုက်မယ်နော်10ယူထားမယ်လက်တိုင်ကဘယ်လောက်တက်လဲဆိုတော့10တက်တယ်နော်အဲ့ဒါပြီးသွားလို့ရှိရင်အမတို့ကဒီလက်တိုင်ကနေဘာလုပ်မလဲဆိုတော့ဟိုဘက်1 cm ဒီဘက်1 cm ဒီလိုလေးဆွဲထုတ်ထားပေးမယ်နော်ပြီးသွားလို့ရှိရင်အမတို့ကဒီကနေဒါဆိုရင်အမတို့လက်ဆွဲတယ်ဆိုရင်ဒါဒီနောက်ချမ်းဒါဒီရှေ့ချမ်းဖြစ်မယ်နော်အဲဆိုအမတို့ကအခုရှေ့ချမ်းက18ခွဲဒီအလျားလိုက်မြင်းပေါ်မှာ18ခွဲကြောင်သွားချမယ်နော်ဒီအဆောင်တိုင်းချမယ်နော်အဆောင်တိုင်း18ခွဲဒီအဆောင်မြင်းကအမတို့18ခွဲရှိနေရမယ်နော်အဲဒါဆိုရင်အမတို့ဆွဲလိုက်မယ်နော်ဆွဲလိုက်ပြီနော်ဆွဲလိုက်ပြီပြီးရင်ဒီဘက်ကကြတော့နောက်ချမ်းကကြတော့အမတို့18ရှိရမယ်နော်အဲဆိုဒီကနေဒီကို18အတိဖြစ်နေရမယ်နော်အဲ့တော့18နော်ဒီအဆောင်မြင်းက18ဖြစ်ရမယ်နော်ဒီအဆောင်တိုင်းတန်မိုးက18ရှိရမယ်အဲ့ဒါဆိုရင်ဒါရသွားပြီရသွားပြီအမတို့ကဘာလုပ်မလဲဆိုတော့ဒီနားလေးနော်ဒီထိတ်ကနေဒီထိတ်တီကိုတစ်ချက်လောက်ပြန်တိုင်းကြည့်မယ်နော်ဒီမှာဆိုရင်အမတို့က31ရှိတယ်ဒီဟာဒီဘာလဲဆိုတော့လက်ရင်းဝနော်လက်မောင်းအကြီးဆုံးနေရာကိုပြောရနော်သူက31ရှိရဲသူ့ရဲ့မူလလက်ရင်ဝါဘယ်လောက်ရှိလဲတစ်ဆက်လောက်ပြန်သွားချိန်မယ်နော်သူ့ရဲ့မူလလက်ရင်ဝါကကြတော့အမဒီမှာ30ရှိရဲပေါ့အဲ့တော့ဒီကထွက်လာတဲ့လက်ရင်ဝါကကြီးရဲ့အတွက်ဒါဒီအဆင်ပြေတယ်တကယ်လို့သူ့ရဲ့လက်ရင်ဝါအမဒီပတ်တန်ကထွက်လာတဲ့လက်ရင်ဝါကသေးနေမယ်ဆိုဘာဖြစ်တယ်လဲဆိုတော့အင်ကြီးဝတ်တဲ့အခါမှာလက်မောင်းမှာသွားပြီးတော့ကျက်တက်တယ်နော်အဲ့တော့အမတို့ကတကယ်လို့သေးနေဆိုဘာလုပ်မလဲဆိုတော့ဒီလက်တိုင်ကို10မယူနဲ့6လောက်ယူလိုက်လို့ရှိရင်ဒါကကျဲသွားလိမ့်မယ်နော်ပြန်ချပေးမယ်အဲ့ဆိုရင်အမတို့ကဒီမှာဆက်ဆွဲမယ်နော်အဲ့တော့ဒီမှာ18ဆိုရင်အမတို့3ပုံပုံလိုက်လို့ရှိရင်6စီပေါ့နော်6စီ3ပုံပုံမယ်ဒီဘက်က18.5ကိုလည်းအမတို့က3ပုံပုံမယ်နော်သူကြတော့6.5လောက်ဖြစ်မယ်နော်နော်ဒါဒီအမတို့3ပုံပုံလိုက်ဒါဆိုရင်နောက်ချမ်းနော်ဒါဒီ3ပုံပုံလိုက်
ဒါဆိုရင်နောက်ချမ်းမှာဒီအပေါ်ကိုမတို့ဘယ်လောက်တက်မလဲဆိုတော့ 0.5 ပဲတက်မယ်နော် 0.5 နော် 1 cm ရဲ့တစ်ဝက်ဒီအောက်ကိုချတာဒီဟာကကြတော့အမတို့ကထောင်းမှန်တက်တယ်ဒီအောက်ကိုချတဲ့ဟာကြတော့အမတို့အတဲ့ချမယ်နော်ဒီမြင်းချောင်းနဲ့အညီပေါ့အတဲ့ဒါကလည်း 0.5 ပဲနော်ပြီးဒီဘက်မှာလည်းအဲ့လိုပဲဒီဘက်အပေါ်တက်တာကြတော့ထောင်းမှန်ဘယ်လောက်လဲဆိုတော့1 cm တက်တယ်ဒီအောက်ကိုချတဲ့ဟာကြတော့အမတို့ကထောင်းsorry တဲ့ချမယ်နော် 1.5 တက်ခွဲနော်တက်ခွဲချပြီးရင်တော့ပိတ်ကွေးကြိုင်တာကိုသိချကြည့်မယ်နော်ဒီကတစ်ထွက်ထားတဲ့ဟာနဲ့ဒီအမှတ်နဲ့ဒီနှစ်ခုရဲ့အလေလောက်ကိုမှတ်လိုက်နော်အလေလောက်ကိုမှတ်ပြီးတော့ငါကလာပြီးတော့ဆက်ပေးမယ်နော်သူတို့သုံးခုစုံသွားတဲ့အထိပေကွေးကိုလှည့်ပြီးနော်ပေကွေးကိုလှည့်ပြီးဆက်ပေကွေးကြိုင်တာမှာတော့အကောက်ကအပေါ်မှာဒီလိုကြိုင်နေနော်ဒီလိုဆက်လိုက်ပြီးရင်အောက်ဖက်ဆိုမှာတော့ပေကွေးကိုအကောက်ကိုဒီလိုလေးကြိုင်တယ်အောက်မှာထားတယ်နော်အဲ့တော့ဒီတိုင်းလေးဆက်မယ်သူ့လည်းအဲ့လိုပဲဒီအမှတ်ရဲ့ဒီအမှတ်ရဲ့ဒီအမှတ်ရဲ့စုံတဲ့ဒီပေကွေးကိုလှည့်ပြီးတော့ဆက်နော်ဒါဆိုရင်ဒီလိုရသွားမယ်ပြီးတော့လို့ရှိရင်ဒီဘက်လည်းအဲ့လိုပဲဒီအလဲပုံကိုတစ်ဝက်လောက်မှတ်လိုက်မှတ်ပြီးရင်ဒီကထွက်ထားတဲ့1 cm ရဲ့ဒီကတက်ထားတဲ့ဟာရဲ့ဒီအမှတ်ရဲ့3ခုစုံအောင်ပေကွေးကိုလှည့်မယ်နော်နောက်ချမ်းလေးရကြတော့ပို့ပြီးတော့ပြပြလေးရှေ့ချမ်းကပို့ပြီးတော့ကိုကိုလေးထွက်လိုက်မယ်နော်ဒီမှာလည်းအဲ့လိုပဲပေကွေးကအကောက်ကလေးအပေါ်မှာထားပြီးတော့ကင်မယ်နော်ပြီးရင်အောက်ပိုင်းကိုလည်းအဲ့လိုပဲဆက်မယ်နော်ဒီမှာလည်းအဲ့လိုပဲပေကွေးကငါတို့အောက်မှာအကောက်ကလေးထားပြီးတော့ဆက်တယ်နော်ဒါဆိုရင်လက်ရဲ့အပေါ်ပိုင်းပြီးသွားပြီနော်အဲ့ဆိုငါတို့ကလက်အရှိချမ်းနော်လက်အရှိကြတော့တကယ်လို့အခုမြန်မာအင်ကြီးပဲဆိုငါတို့လက်အရှိက16လောက်ပဲယူတယ်နော်ဒီခိတ်ကနေ16လောက်ပဲယူတယ်ယူပြီးသွားလို့ရှိရင်ဒီမှာဘာလုပ်မလဲဆိုတော့မြင်းတစ်စောင်းဆွဲထုတ်ထားမယ်နော်အဲ့ဆိုငါတို့ကလက်ဝါကိုတွက်မယ်နော်ကိုယ့်ရဲ့လက်ဝါကိုတိုင်းလိုက်လက်ဝါဘယ်လောက်ရှိလဲဆိုတော့ထားပါနော်လက်ဝါက30ရှိရဲဆိုရင်4 cm လောက်ပေါင်းပြီးဘာလို့လဲဆိုတော့အမတို့ကလက်ဝါအတိုင်းသွားချုပ်လိုက်ရင်ကျက်တယ်လို့နော်အဲ့ဒါဆိုရင်18လောက်ရှိမယ်နော်16 18လောက်ရှိမယ်နော်ဒီမှာတော့အမကသူ့ရဲ့လက်ဝါအတိုင်းပဲယူလိုက်မယ်နော်သူ့ရဲ့လက်ဝါကိုကြတော့အမတို့က14လောက်ပဲရှိမယ်နော်အဲ့လောက်ပဲယူလိုက်မယ်ဟိုဘက်14ဒီဘက်14မှတ်လိုက်မယ်နော်ပြီးရင်ဘာလုပ်မလဲဆိုတော့ဒါနဲ့သွားဆက်မယ်နော်ဒါဆိုရင်တော့ငါတို့ရဲ့လက်ပတ်တန်ကပြီးသွားပြီနော်